အိမ်မမှန်တဲ့လို့ပြောရှင်တာဘာကြီးလဲတုတ်တန်20 73လောက်စားအိမ်မမှန်နဲ့အိမ်မှန်ရင်စင်းရမယ်နှလုံးပြည့်ကျော်ဖွင့်အဲ့ဆိုရင်ကြွယ်ဝစွာစားရလိမ့်မယ်ပေါ့ဘာကြီးလဲလူတိုင်းကျွန်တော်လည်းကိုယ်တိုင်အရန်နားလိုက်ခဲ့တော့အိမ်မမှန်တယ်ပေါ့စူးစမ်းပြီးတော့အလုပ်လုပ်အောင်ပေါ့ဒါပေမဲ့မဟုတ်ပါဘူးတုတ်တန်20 73ကပြောထားတာအိမ်မက်တဲ့ဆိုတာလူကအိမ်နေမျက်လုံးမိတ်ထားစိတ်သက်ကြနေနေ့တိုင်းတနေ့နဲ့တနေ့ဒါကြီးပဲလုပ်နေရတယ်ပို့လိုက် TikTok Instagram Facebook ဒါတွေပဲပို့ပြီးတော့ငါ့ကိုပြောအောင်လုပ်ဒါနဲ့ပဲတနေ့နဲ့တနေ့တွန်းနေပြင်းလာကြီးလေလူကကိုလောက်အောင်ဥစားပါတယ်ဘာကိုဖတ်စီလို့ရမှာလူတိုင်းလို့ဒီတိုင်းပဲတွားပြီးတော့အလုပ်လုပ်လိုက်ပို့လိုက်တနေ့နဲ့တွားပြီးတော့တည်သွားမှာလားပေါ့စိတ်တက်ကြလာမယ်ကြာလာနာမည်အဲ့ရပြောမှာအဲ့ကြောင့်ဖေကမျက်လုံးဖွင့်လာတော့ဘာပြောရယေရှုကြည့်ယေရှုထံမှာပါလေရှိတယ်အကုန်လုံးကြွယ်ဝရှင်ညီသက်ရှင်ချစ်ရှင်ဝမ်းမြောက်ရှင်ကျမ်းမာရှင်ဘယ်သူပဲဖြစ်စီပြီးနေတယ်ယေရှုတပါးလေးသာဖြစ်စီပြီးနေတယ်ယေရှုကိုမြင်များကြည့်ရင်သင်ကပို့ပြီးတော့အသက်ရှင်လာလိမ့်မယ်သင်ဘာလို့အောင်လဲဆိုတော့တည်လာလိမ့်မယ်သင်လှုပ်ဆောင်မယ်ဆိုတော့လှုပ်ဆောင်နိုင်လိမ့်မယ်နိကော3:18မှာလည်းပြောထားတယ်ကျွန်တော်ကယေရှုကိုကြည့်တယ်ယေရှုနဲ့ပို့ပြီးတော့ပုံတူလာတယ်ပဲစိလေးတောက်တဲ့လူနာမှာနေရင်စိလေးနိုင်ရတယ်အဲ့ဒီတိုင်းပဲယေရှုနဲ့အချိန်ယူတဲ့လူကယေရှုရဲ့မွေးကြိုင်တော်နဲ့နေတယ်ပြည့်နေမှာဖြစ်ပါတယ်